ဒီဗီဒီယိုမှာ3လအတွင်းနဲ့ကျွန်တော် customer အယောက်1000ကိုဘယ်လိုရှာခဲ့လဲဆိုတာကိုကျွန်တော်တစ်စိမ့်ချင်းပြောပြပေးသွားမှာဖြစ်ပါတယ် customer 1000ဆိုတာဘာလဲဆိုတော့ကျွန်တော်အခုပြထားတဲ့ကျွန်တော်ရဲ့ grammar သင်တန်းကဆက်စဖွင့်ခြင်းမှာလူ100တောင်မကျော်ဘူးလို့ပြောတဲ့သူတွေကသင်တန်းသား1300ကျော်တာကိုကျွန်တော်3လအတွင်းရအောင်ရှာခဲ့တာပါအဲ့ဒါကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမယ် Okay how do I get 10,000 customers in just in 3 months 3လအတွင်းကျွန်တော်ဘယ်လိုရအောင်ရှာခဲ့လဲဆိုတာကိုကျွန်တော်အဆင့်30နဲ့အားလုံးရှင်းပြပေးသွားမယ်လူတွေကပတ်စံရှာနေတာပဲတည်တာနောက်တစ်ခုကဝင်ငွေရချင်တာပဲတည်တာဒါပေမဲ့သူများလိုက်တိုင်းလိုက်လို့တယ်မရဘူးဘာလို့လဲဒီအဆင့်30ကိုမသိလို့ Okay ပထမတစ်ဆင့်က choose market ရွေးရတယ်ကျွမ်းကျင်ရလိမ္မာရ market အဲ့ဒါကဘာလဲဆိုတော့ကိုကဘယ်နေရာမှာတော်လဲကိုကဘယ်နေရာမှာ scale ရှိလဲအဲ့ကိုက scale ရှိုံနဲ့မကောက်အဲ့ကိုမှရှိတဲ့ scale နဲ့ကိုမှရှိတဲ့ပစ္စည်းကိုမှရှိတဲ့ဝန်ဆောင်မှုနဲ့ဘယ်လိုမျိုးဖြည့်ရှင်းပေးနိုင်မလဲဥပမာအနေနဲ့ထားပါလို့ဗျာကျွန်တော်ကကျမ်းမာရေးနဲ့ညီညွတ်တဲ့နော်အစားအသောက်ကိုရောင်းမယ်ဆိုရင်ကျွန်တော်ရဲ့ market ကနော်ကျွန်တော်ရောင်းမဲ့ market ကဘယ်သူတွေရှိတဲ့ market ဖြစ်နေရမလဲဆိုရင်ကျွန်တော်က join တယ်ဗျာဟင်းချက်တာထမင်းချက်တာ join တယ်ကျမ်းမာရေးနဲ့ညီညွတ်အောင်ထွက်တာ join တယ်အဲ့ကျွန်တော် market ကဘာရှိရမလဲဆိုရင်ကျွန်တော်တို့ကအစားအသောက် market ထဲမှာရှိနေတာလည်းရတယ်ဒါပေမဲ့ specific လို့ခေါ်တယ်ကျွန်တော်တို့ကတိကျတဲ့ market တစ်ခုတိစောက်ဖို့လိုရတယ်အဲ့ထဲကိုဝင်ဖို့လိုရတယ်အဲ့ဒါကじゃဘာလဲဆိုတော့ကျွန်တော်တို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့စားစာကိုကြိုက်တာကကျမ်းမာရေးလိုက်စားတဲ့သူတွေနောက်တစ်ခုကနာမကျန်းဖြစ်နေတဲ့သူတွေနောက်တစ်ခုက gym ကျမ်းမာရေးလိုက်စားတဲ့သူတွေ gym trainer တွေ gym ဆော့တဲ့သူတွေပေါ့အဲကျွန်တော်သူတို့တွေရှိရဲ့ market ထဲမှာကျွန်တော်ကရောင်းလို့ရတယ်အရင်ဆုံး market တစ်ခုကိုရွေးပါအဲ့ဒီ market မှာကိုကစီးပွားရေးစလုပ်လို့ရတယ်အဲကျွမ်းကျင်ရလိမ္မာရပေါ့ကျွန်တော်ဆိုရင်ဘယ်လိုလုပ်ခဲ့လဲဆိုရင်ကျွန်တော် English ကျွန်တော်သင်ပေးတတ်တယ်ကောင်းကောင်းသင်တတ်တယ်အဲ့ဒါကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော် English စာသင်ပေးတယ်အဲ့ကျွန်တော် English စာနဲ့ပတ်သက်ပြီးတော့ grammar နဲ့ပတ်သက်ပြီး essay letter နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့သူတွေရှိတဲ့ market မှာကျွန်တော်နေတယ်အဲ TikTok မှာစပြီးတော့လာတယ်ပေါ့နော်အေးလို့ပထမတစ်ချက်ကကျွန်တော်တို့ကရွေးရသေးတာအကောင့်တွေပေါ်လို့မရဘူးဘာလို့ကျွန်တော်ရွေးမှာဘယ် market မှာရှိမယ်ဆိုကိုကသူစိတ်ထဲမှာဆုံးဖြတ်ချက်ချတာပဲရှိသေးတာဒုတိယတစ်ချက်ကလည်းစပြီးအကောင့်တွေပေါ်ရတယ် positioning marketing လို့ခေါ်တယ်အရင်တော့ကျွန်တော် positioning ကိုပြောပြမယ်ဒီနှစ်ခုလုံးပေါင်းမယ်ဆိုကျွန်တော် marketing branding အနေနဲ့သွားလို့ရတယ်အရင်တော့ကျွန်တော် positioning ကိုပြောပြမယ် position ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ကဒီဈေးကွက်ဒီမှာဘာတွေကူညီနိုင်လဲကျွန်တော်တို့ကဘာတွေလုပ်ပေးနိုင်လဲနောက်တစ်ခုကကျွန်တော်တို့စီကနေဘာတွေရနိုင်လဲဒါတွေကိုအယိုးချင်းဆုံးပြောတာဥပမာအနေနဲ့ဆိုကျွန်တော်စီကိုလာဝင်ကျွန်တော်ကြာသံတော်ရောင်းတယ်ကျွန်တော်ရောင်းရင်ကြာသံတော်ရမယ်ဒါမှမဟုတ်ကျွန်တော်မှာကြာသံတော်ရှိတယ်ကျွန်တော်ကြာသံတော်ရောင်းနေတယ်ဒါပေမဲ့ငါဖဲချိုတွေရောစက်သားချိုတွေရောကျွန်တော်စီမှာရအဲဒါကဘယ်လို position ယူပါလဲဆိုတော့ကြာသံတော်သီးသန့်ရောင်းနေသူလားဒါမှမဟုတ်ကြာသံကျော်နဲ့တခြားဟာတွေတွဲဆက်ပြီးရောင်းနေသူလားဒါမျိုးကိုနေရာယူတယ်လို့ခေါ်တယ်အလွယ်ကူဆုံးပြောမယ်ဆိုရင်တော့ကိုယ်ဘယ်လိုမြင်သိခြင်းလဲပေါ့နော်ကျွန်တော်ဆိုရင်ဘယ်လိုမြင်မလဲအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်တဲ့သူလို့မြင်ပါလား digital marketing trainer လို့မြင်ပါလား coach လို့မြင်ပါလား strategy လို့မြင်ပါလားမြင်အောင်လို့ကျွန်တော်ကအရင်ဆုံး position ယူရတယ်ကျွန်တော်အလွယ်ကူဆုံးတနည်းပြောမယ် position ယူရတဲ့နေရာမှာတစ်ခါလုပ်ရင်တစ်ခါဘာပေါ့စီးပွားရေးလုပ်ရင်တစ်ခုဆိုတစ်ခုပဲအရင်ဆုံးဆွဲဆွဲမြဲမြဲလုပ်ပြီးကြမှာတခြားဟာတွေကိုဖြန့်လို့ရတယ်စီးပွားရေးကိုတစ်ခုဆိုတစ်ခုမြဲမြဲလုပ်တဲ့အချိန်မှာ position ယူရဲကျွန်တော်ခုနပြောသလိုအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဘုံတုတတွေ share ပဲနောက်တစ်ခုက knowledge တွေ share ပဲသူတို့မသိတဲ့ပြဿနာတွေကိုကျွန်တော်ဖြေရှင်းပေးတယ်အဲ့လိုလုပ်ချင်ရတယ်ကျွန်တော်အင်္ဂလိပ်စာမှာတကယ်အင်္ဂလိပ်စာနော်အင်္ဂလိပ်စာမှာကျွန်တော်ကျွမ်းတယ်အထိုက်တဲ့ထက်လေးအောင်ကြည့်တယ်အသိပညာဘုဒ္ဓတာကျွန်တော်မှာအတိုက်တာတစ်ခုတည်းသိတယ်အဲ့ကြောင့်ကျွန်တော်ဘာလို့မြင်သွားလဲဆိုတော့အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့သူလို့မြင်သွားတယ်အဲအရင်ဆုံး position ယူရတယ်ဆိုအဲ့ဒါကိုပြောတာပြီးသွားပြီဆိုတော့ကျွန်တော် marketing ကိုသွားရတယ် marketing ဆိုတာကိုကျွန်တော်အလွယ်ကူဆုံးပြောရမယ်ဆိုရင်เนาะကျွန်တော်ဒီတိုင်းရောင်းလို့ရတယ် marketing မစင်းမဲ့ကျွန်တော်ဒီတိုင်းရောင်းလို့ရတယ်ဒါပေမဲ့အကန့်အသတ်ရှိတယ်ကျွန်တော်တို့ကရနေတဲ့ customer တွေကျွန်တော်တို့ရောင်းနေရတဲ့ client တွေရဲ့အကန့်အသတ်ကိုကြော်ပြီးတော့ပို့ပြီးတော့သိသိချင်တယ်ဆိုရင်ကျွန်တော် marketing ကိုသုံးတယ်ဥပမာအနေနဲ့ကိုထားတဲ့ကိုရောင်းတဲ့ပစ္စည်းကိုပေးတဲ့ဝန်ဆောင်မှုကိုရဲ့ business ကိုလူတွေကိုပို့သိသိချင်တာမလို့ကျွန်တော် marketing ဆင်းတာ marketing ဆင်းတဲ့ဒီမှာနှစ်မျိုးရှိတယ်ပထမတစ်နည်းကဘာလဲဆိုကျွန်တော် free ဆင်းတာ free marketing ဆင်းတာဒုတိယတစ်ခုကကျွန်တော် AES လို့ခေါ်တယ်ဒီကောင်တွေက paid post ပေါ့နော်ပတ်စံပေးပြီးတော့ကျွန်တော် marketing ဆင်းတာဒီကောင်ကနံပါတ်2မှာလာပါလိမ့်မယ်နံပါတ်2 positioning marketing ဆိုတဲ့နေရာမှာ free သွားတဲ့နေရာမှာဘာလို့သွားလို့ရလဲဆိုတော့ခုခေတ်မှာ social media တွေသုံးနေရမဟုတ်ဘူးလား digital marketing ရှိတယ် digital marketing မှာဆို content marketing ကိုကျွန်တော် free သုံးလို့ရတယ်ဥပမာနဲ့ကိုခုနပြောသလို position ကျွန်တော်က English စာနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့သူတယောက်အနေနဲ့နေရာယူချင်တာမလို့ဒီ market မှာနေရာယူချင်တာမလို့ English စာနဲ့ပတ်သက်တဲ့ဟာတွေတင်တယ် English စာနဲ့ပတ်သက်တဲ့ဘူဒုတာတွေတင်တယ်သူများကြီးမသိတဲ့ဟာတွေကျွန်တော်ဖြည့်ရှင်းပေးတယ်အဲ့ဒါက position ယူတာအပြင် marketing ပေးရလို့ခေါ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒါမျိုးတွေတင်နေဆိုတော့သူတို့ကိုသိအောင်ကျွန်တော်ကချပြ video တွေနဲ့ကျွန်တော်ပြောပြတာအဲ့မှာသူတို့သိသွားချိန်မှာနားလေတယ်ဟောဒီက positioning marketing ကြောင့်ကျွန်တော်စီအောင်ရပါတယ်အဲ့မှာကျွန်တော်ရောင်းတယ်ထားပေါ့တင်တန်းတွေကိုရောင်းတယ်တင်တန်းတွေကိုပေးတယ်ဘယ်လိုမျိုးရှိတယ်ဆိုတော့သွားတယ်အဲ့လိုမျိုး marketing ဆင်းတဲ့နေရာမှာကျွန်တော်စ free ပဲသွားတယ်အရေးကြီးဆုံးအချက်ကဒီမှာစတယ်ကျွန်တော် free video တင်တဲ့အချိန်မှာ customer တွေအများကြီးရတယ်အဲ့ free video တော့မှကျွန်တော်တခုတွေးမိရအောင်နော်ငါဒီမှာပတ်စံမပေးဘဲနဲ့ဒီတိုင်းပဲ video တင်ပြီး marketing ဆင်းတာတော့မှ customer တော်တော်ရရဆိုရင်ပတ်စံပေးပြီး boost လုပ်ကြည့်မယ်ဆိုကျွန်တော် TikTok မှာ boost လုပ်ကြည့်တယ်ဇမ်းပြီးတော့ boost ကြည့်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်က testing
ADS for TikTok လို့ပဲဒါကျွန်တော်အဆင့်30များကျွန်တော်ပြောပြမယ်ပထမတစ်ဆင့်ကကျွန်တော် market ယူရတယ် real ဆင် position ယူတယ်ဘုဒ္ဓတာတွေ share လုပ်တယ် marketing တွေဆင်းတယ်အဲ့ဒါမှ free marketing ဆင်းနေမှာ customer တွေ client တွေအများကြီးရလာတဲ့အချိန်မှာကျွန်တော်တို့က result proven ဖြစ်သွားအောင်လို့ testing ADS for TikTok လို့ခေါ်တယ် ADS လို့ဆန်းတယ်ဥပမာနေတဲ့ဒီတစ်ပုတ်ကကျွန်တော်မှာ grammar 9000နဲ့ဖွင့်နေတင်တာဆိုတော်တော်နာမည်ပေါက်သွားတယ်အဲ့မှာကျွန်တော်စပြီး video တင်တဲ့ video ကိုလူ free ပဲဒီတိုင်းတင်တာ boost မထိုးရသေးရတော့မှ customer တွေကရလာတဲ့အချိန်မှာကျွန်တော်က2000 4000ဆိုပြီးကျွန်တော်စပြီးတော့ထိုးကြည့်တယ်ဒီမှာအားလုံးကိုပြောပြတရားရှိတာကဆရာကျွန်တော်တို့က boost ထိုးတယ်ကျွန်တော်တို့က boost ထိုးတယ်ရောင်းလည်းမရောင်းပါဘူးဆိုတဲ့သူတွေကျွန်တော်အမြဲတမ်းပြောပြတယ် boost ထိုးတဲ့ဥစ္စာကကျွန်တော်ကစမ်းသက်ရတဲ့ကိစ္စတွေမှာပါတယ်အစမ်းသက်ခံနော်အဲ့ကျတော့ boost ထိုးခြင်းတယ်ဆိုရင်ကိုကအကောင်းမွန်ဆုံးကတော့နော်ရလက်ကောင်းနေတဲ့ post တစ်ခုကို boost ထိုးတာအရင်ကောင်းတယ်ကျွန်တော်ကပြောသလိုပဲ boost မထိုးရသေးမဲ့တော့ရလက်ကောင်းနေတော့ကျွန်တော်အဲ့ကောင်ကိုထိုးကြည့်တယ်ဒါပေမဲ့အကုန်လုံးပြုံပြီးတော့ကျွန်တော် boost မထိုးကျွန်တော်2000နဲ့ဆန်းတယ်ငွေနဲ့အနှဲငယ်နဲ့ပမာဏနဲ့ကျွန်တော်ဆန်းတယ်ဆန်းပြီးတော့ဒီငွေ2000နဲ့ထပ် boost တယ်4000နဲ့ boost တယ် boost လိုက်တဲ့ customer တွေအများကြီးရတယ်ဆိုတော့ကျွန်တော်သိတဲ့အချိန်မှာကျွန်တော်လိုအပ်တဲ့ထားပါကျွန်တော်လိုချင်တဲ့အတိုင်းတာအထိကျွန်တော်ကပတ်စံပမာဏတစ်ခုကိုသုံးပြီးတော့ boost လိုက်တဲ့အချိန်မှာသင်တန်းသား1000ကျော်ရတယ်မယုံရင် Telegram လာကြည့်လို့ရတယ်နော်ကျွန်တော်အများကြီးလက်ပို့ပြီးထားပြီးသားအဲ့ကြတော့ဒီအစင်30ကခက်လားဆိုမခက်ဘူးလွယ်လားဆိုလည်းမလွယ်ဘူးခေါင်းစားဖို့တော့လိုအပ်တယ်အုံနောက်ပေါ့နော်ဒီခေါင်းထဲမှာရှိတဲ့အုံနောက်ကြီးကိုသုံးဖို့တော့လိုအပ်တယ်အဲ့ဒါကြောင့်မှသာလူသဘောလူမနှုံနားလည်မှာ business လုပ်လို့ရတာ marketing ကောင်းကောင်းဆင်းလို့ရတာ position ကောင်းကောင်းယူပြီးတော့ branding ကောင်းကောင်းတည်ဆောက်လို့ရတာအဲ့ကြတော့ကျွန်တော်ကအဓိကအားလုံးကိုအရေးကြီးတာပေါ့နော်တေချာမှားချင်တာကဘာလဲဆိုရင်ဒီ၃ချက်ကိုလိုက်သုံးကြည့်ပါဒီ၃ချက်ကိုလိုက်သုံးပြီးလို့ result တွေထွက်တယ်ဆိုလဲကျွန်တော် comment မှာမှန်ပြီးနောက်တစ်ခုကအခက်ခဲတွေတွေ့ရဆိုလဲတိုင်ပင်နေတယ်ဆိုလဲကျွန်တော်ရှိနေမယ် comment မှာမှန်လို့ရတယ်ကျွန်တော်ဆိုရင် customer 1000ကို3လအတွင်းကျွန်တော်ရအောင်ရှာတယ်တကယ်နဲ့3လမဟုတ်2လကြော်လောက်ပဲ3လအတွင်းကျွန်တော်ရအောင်ရှာခဲ့တဲ့အဆင့်30ကိုကျွန်တော်ကပြောပြပေးတော့တာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေကဒီလိုမျိုး digital marketing tip တွေ line ပေါ်မှာ online business တစ်ခုကိုအမှန်ကန်ဆုံးအကောင်းမွန်ဆုံးတခြားပြိုင်ဘက်တွေနဲ့မပြိုင်ဘဲနဲ့နိုင်ခြင်းနဲ့เนาะမှန်ကန်တဲ့ဘူတုတတွေအသိပညာတွေလက်တွေ့အကောင့်တွေဖော်ခြင်းနဲ့နီးလန်းတွေလိုချင်နေဆိုရင် digital marketing batch 4ကိုကျွန်တော်ဖွင့်ပေးထားပြီ batch 1 batch 2 batch 3မှာလူတက်အရင်များတယ်ဖွင့်တာဒါမဲ့ batch 1 batch 2 batch 3မှာလူတက်အရင်များပြီးတော့ကျွန်တော်တို့ batch 4မဖွင့်တာ2လလောက်ကြာပြီအခုကျွန်တော် batch 4ကိုဖွင့်ပေးထားတယ်တလက်စားတယ်ကျွန်တော်ပြောပြမယ် batch 4မှာဘာတွေပါမလဲဆိုရင် digital marketing နဲ့ AI နဲ့သုံးပြီးတော့ဘယ်လိုမျိုးအသုံးချမလဲကျွန်တော်ခုနပြောသလိုလက်တွေ့အကောင့်တွေဖော်လို့ရတယ်ကျွန်တော်အတွေ့အကြုံတွေကို sharing လုပ်ပြီးတော့တခြားလေးသင်ပေးသွားမှာအဲ့ဒါအပြင်ကျွန်တော်တို့ branding မှာလာလိမ့်မယ် branding ဆိုတာဘာလဲဆိုတော့အလွယ်ကူဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့ကဈေးကင်ကျင်တာဗျာနော်ဈေးကွက်ကိုကင်တာချုပ်ကင်ကျင်တာအဲ့လိုဆိုရင် branding လုပ်ရတယ်လို့သာအလွယ်မှတ်ထားလိုက်နော်နောက်တစ်ခုတင်တန်းကြီးက3,000 28 29 30 November 28 29 30မှာတင်ပါတင်တန်း edit တင်တန်း add တယ်ဆိုရင်ကျွန်တော်9000နဲ့လုပ်ငန်းသုံး basic grammar တင်တန်းရာသက်ပံတင်တန်းကို free ပေးမှာပထမဆုံး10ရောက်လာပထမဆုံးလာတဲ့10ယောက်ကကျွန်တော်တင်တန်းကြီး8000နဲ့ရပါမယ်တင်တန်းမှာပြန်ဆောင်ကြတာပေါ့